အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကအခုလိုရာသီဥတုနဲ့လိုက်ပတ်ပြီးစားလို့ရန်ကောင်းတဲ့အမဲသားခေါက်ဆွဲလေးလုပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာအမဲခေါက်စေချက်ရန်အတွက်အမဲသားတွေကိုပပလေးတွေလှီးပါမယ်ခင်ဗျာကျွန်တော်ကအကျော်အသားပါတဲ့ကြွက်လုံးပိုင်းကိုသုံးထားပါတယ်ခင်ဗျာပထမဦးဆုံးရေစုဦးထဲမှာကြက်ရိုးတွေနဲ့အမဲသားတွေကိုအညီနဲ့နေပျောက်သွားအောင်9မိနစ်လောက်ပြုတ်ပါမယ်ခင်ဗျာကျွန်တော်ကကြက်ရိုးကိုအိမ်မှာရှိနေတာနဲ့ပဲထည့်လိုက်ပါတယ်ခင်ဗျာမိမိကမရှိရင်မထည့်လဲရပါတယ်ခင်ဗျာ9မိနစ်လောက်ကြာပြီးရင်အခုလိုမျိုးအပေါ်မှာအမြုပ်တွေတက်လာပါလိမ့်မယ်ခင်ဗျာအဲကြရင်တော့အမဲသားတွေကိုဆယ်ပြီးတော့မှရေဆေးပေးရပါမယ်ခင်ဗျာအမဲသားစပြီးပြုတ်ရန်အတွက်ကြက်သွန်ဖြူဂျင်းရှောက်ကောလုံးရှောက်ကောပေါက်ကောအမုတ်ဘဲငပြာရဲ့အကျဲစားတကြားကြက်သားမုံနဲ့ကြက်သွန်မဲအရင်တို့ကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာရှောက်ကောလုံးရှောက်ကောပေါက်ကောအမုံတို့မရှိရင်တရုတ်5မျိုးဆက်မဆလာကိုထည့်လို့ရပါတယ်ခင်ဗျာပြီးရင်တော့မီးအေးလေးနဲ့ကြက်သွားတဲ့အထီကိုတည်ပေးရပါမယ်ခင်ဗျာကြက်သွန်ဖြူစီကျက်လို့ရန်အတွက်စွနင်းမွရဲ့ကြက်သွန်ဖြူရဲ့ကိုမီးအေးအေးလေးနဲ့မွေးလာတဲ့အထီကိုစီသက်ပေးရပါမယ်ခင်ဗျာငရုတ်နဲ့အတွက်ငရုတ်သီးချမ်းဘက်အပေါ်မှာစီပူပူကိုလောင်းလိုက်ရင်ရပါပြီခင်ဗျာကျွန်တော်ကတော့အလွယ်ပဲကြက်သွန်ဖြူစီသက်ထားတဲ့စီကိုပဲထည့်လိုက်ပါတယ်ခင်ဗျာပွဲပြင်ရန်အတွက်ရေစုဦးထဲမှာခောက်ဆွဲနဲ့ထောင်ဝဲမုံကြီးတွေကိုထည့်ပြီးတော့မှပြုတ်ပါမယ်ခင်ဗျာခောက်ဆွဲကတော့စံစည်းစံပြားကျွန်ခောက်ဆွဲမိမိနဲ့တက်ရာကိုသုံးနိုင်ပါတယ်ခင်ဗျာခောက်ဆွဲလေးတွေကြက်ပြီးဆိုရင်တော့ဆယ်လိုက်လို့ရပါပြီခင်ဗျာနောက်ဆုံးမှာတော့ပြုတ်ထားတဲ့အမဲသားတွေရဲ့စီချက်တွေရဲ့ကိုထည့်ပြီးတော့မှသုံးဆောင်လို့ရပါပြီခင်ဗျာဟင်းရီကိုအရသာလေးလေးချက်ထားလို့ရှိရင်ဘာမှထက်ထည့်စရာမလိုပါဘူးခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ